ကျွန်ုပ်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးအကြောင်းကိုလူသားတွေကအချိန်ကြာမြင့်စွာစဉ်းစားသုံးသပ်ခဲ့ကြတယ်။ရှုပ်ထွေးမှုနဲ့တဘာဝရဲ့အလှအပအသက်ရှင်ခြင်းနဲ့တည်ခြင်းတို့ရဲ့နက်နဲတဲ့အရာလူသားတွေရဲ့ဝမ်းမြောက်ပျော်ရွှင်မှုနဲ့နာကျင်မှုတွေရဲ့အတိတ်အနက်တွေကိုတွေးပြီးဒီအရာတွေဟာဘယ်လိုများဖြစ်ပေါ်လာသလဲဆိုတာမေးကြတယ်။ဒီကဘာမြေကြီးဟာကြုံကြိုက်လို့ဖြစ်လာတာလား။ကံကြမ္မာရဲ့ရလတ်လား။ဒါမှမဟုတ်စီမံတိဆောက်ဖန်ဆင်းထားတာလား။ဒီအရာတွေအားလုံးရဲ့နောက်ွယ်မှာရောတစုံတစ်ယောက်ရှိနေသလား။ဒီအရာအားလုံးကိုပြုလုပ်ဖန်ဆင်းထားတဲ့ပုဂ္ဂိုလ်ရှိခဲ့ရင်သူကဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ဒီကဘာကြီးအတွက်သူ့မှာရည်ရွယ်ချက်ရှိသလား။ဒီကဘာကြီးမှာနေထိုင်နေတဲ့ကျွန်ုပ်တို့အတွက်ရောသူ့မှာရည်ရွယ်ချက်ရှိသလား။ဒီကဘာကြီးကထွက်ခွာသွားတဲ့အခါမှာကောကျွန်ုပ်တို့အတွက်သူ့မှာရည်ရွယ်ချက်ရှိသလား။ဒီလိုအပြေရှာနေတဲ့သူတွေနားဆွင့်နေတဲ့သူတွေအတွက်ပြောကြားချက်အတန်တော်တစ်ခုတော့ရှိတယ်။အဲ့ဒီအတန်တော်ကတော့ကျွန်ုပ်တို့ကဘာမြေရဲ့အပြင်ဘက်ကလာတာဖြစ်တယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအဆင့်အတန်းအလွှာမျိုးစုံကွဲပြားတဲ့လူပေါင်း40ကျော်တို့ဟာနှစ်ပေါင်း1600ခန့်အတွင်းမှာကြားခဲ့ရတဲ့အတန်တော်ကိုမှတ်တမ်းရေးသားပြုစုခဲ့ကြတယ်။အဲ့ဒီမြင့်မြတ်တဲ့မှတ်တမ်းအပိုင်းစာလေးတွေကိုမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်တေချာစွာထိမ့်သိမ်းဆောက်ရှောက်ခဲ့ကြပြီးတစ်ချိန်မှာတော့စာအုပ်တအုပ်ဖြစ်အောင်စုစည်းခဲ့ကြတယ်။အံ့ဩဖွယ်ကောင်းတာကတော့ဒီစာအုပ်ဟာထူးခြားတဲ့ပုဂ္ဂိုလ်တဦးကိုဗဟိုပြုပြီးထာဝရနဲ့သက်ဆိုင်တဲ့အကြောင်းအရာများကိုဖော်ပြထားခြင်းဖြစ်ပါတယ်။ Adonai ဒီစာအုပ်ကိုအများကတမန်ကျမ်းစာလို့ခေါ်ကြတယ်လူသမိုင်းမှာဒီစာအုပ်ကအကျယ်ပြန့်ဆုံးကိုးကားချက်အများဆုံးထပ်ဝေဖြန့်ချီမှုဘာသာပြန်ဆိုမှုအများဆုံးစာအုပ်ဖြစ်လာတယ်ဒီစာအုပ်မှာ prophet ပြုချက်တွေကြိုတင်ဟောကြားချက်တွေထောင်ချီပါဝင်ပြီးစစ်ဆေးကြည့်လဲမှားယွင်းတဲ့အထောက်အထားမရှိပါဘူးအချက်များစွာကတော့ပြီးပြည့်စုံခဲ့ပြီးဒီနေ့ထက်ထိပြည့်စုံလာအောင်မဲ့ prophet ပြုချက်ကြိုတင်ဟောကြားချက်တွေလည်းရှိနေသေးတယ်ဒီစာအုပ်ဟာတန်ပေါင်းများစွာသောလူသားတွေကိုမျှော်လင့်ချက်နဲ့ကူညီမဆမှုတွေပေးခဲ့ပါတယ်။ဖျားသခင်လို့ခေါ်တဲ့ပုဂ္ဂိုလ်တော်တစ်ပါးရဲ့နှုတ်တော်ထွက်စကားတွေဖြစ်တယ်။နောက်ပြီးအလွန်အံ့ဩစရာကောင်းတဲ့အကြောင်းတွေကိုမိတ်ဆွေတို့ကျွန်တော်တို့စီလဲဆောင်ပါမယ်။အချိန်ကာလစัจ java လာနဲ့ရုပ်ဝတ္ထုတို့ဖြစ်တည်မှုမရှိခင်ကတည်းကဖျားသခင်တည်ရှိပါတယ်။ဒီဖျားဟာကျွန်ုပ်တို့ပြည့်စုံစွာနားလည်နိုင်မှုဖော်ပြနိုင်မှုတို့ထက်တာလွန်တဲ့တဆူရီသောဖျားဖြစ်တယ်။သူ့အကြောင်းကိုကြည့်တဲ့အခါမှာဖျားသခင်ဆိုတာအဆုံးစမဲ့တဲ့နံဝိညာဉ်ဖြစ်တာကိုတွေ့ရတယ်။ဘာတစ်ခုမှမလိုပဲသူကိုယ်တိုင်ပြည့်စုံနေသူဖြစ်တယ်။အလုံးစုံသိခြင်းနဲ့ပညာအလုံးစုံတို့ရဲ့အချုပ်အခြာဖြစ်တယ်။ဘယ်လိုနည်းနဲ့မဆိုကောင်းမြတ်စုံနေတဲ့သူဖြစ်တယ်။ဘယ်အရာကမှသူ့ကိုကန့်သက်ထိန်းချုပ်လို့မရဘူး။အကန့်အသတ်မဲ့တဲ့ဖျားဖြစ်တော်မူတယ်။ဖျားသခင်ရဲ့ဖော်ပြချက်အရာဘယ်အရာမှမရှိခင်အရာခတ်သိမ်းကိုဖျားသခင်ရဲ့နှုတ်တော်ထွက်စကားတော်အပြင်ဖန်ဆင်းခဲ့ပါတယ်။ကျွန်ုပ်တို့နေထိုင်နေတဲ့စัจ java လာကြီးကတန်းထောင်ပေါင်းများစွာသောကျယ်နက်ခတ်တာယာများနဲ့ဖွဲ့စည်းထားပါတယ်။၎င်းတို့ကိုငကားငွေကျေစုတန်းလို့ခေါ်တယ်။ငကားငွေတန်းတစ်ခုစီမှာကျယ်ရီတန်းနဲ့ချီရှိတယ်။အဲ့ဒီကျယ်ရီတွေကမှမိတောက်လောင်နေတဲ့အလုံးကြီးတစ်ခုကိုနေလို့ခေါ်တယ်။နေရဲ့ပတ်လည်မှာတော့ကျွန်တော်တို့နေထိုင်တဲ့ကဘာဂျိုးအပါဝင်ဂျိုကြီးကိုလုံးနဲ့ဖွဲ့စည်းတည်ရှိနေပါတယ်။အဲ့ဒီဂျိုတွေကတစ်လုံးနဲ့တစ်လုံးလုံးဝမတူကြပါဘူး။
ကဘာကြီးဟာအလှပမျိုးစုံနဲ့ကွဲပြားမှုမျိုးစုံကိုဖော်ပြထားတဲ့နေရာဖြစ်တယ်။အမျိုးမတူတဲ့ထောင်ပေါင်းများစွာသောတစ်ပင်နဲ့တရိษံတွေရှင်သန်နေတဲ့စံပြကဘာလောကကြီးတစ်ခုဖြစ်တယ်။အလွန်သေးငယ်တာတွေကနေအလွန်ကြီးမားတဲ့အရာတွေထိသူတို့မှာကိုယ်ပိုင်အယောင်အတန်မွေးရနက်နဲ့ဖွဲ့စည်းပုံတွေရှိကြတယ်။ဒီကဘာပေါ်ကအရာတစ်ခုစီဟာတိမ်မွေ့တဲ့ဘဝထိန်းညှိမှုအတွက်ထူးခြားတဲ့နေရာတစ်ခုစီရှိကြတယ်။ကျွန်ုပ်တို့ဒီကဘာမြေကြီးကိုစဉ်းစားတဲ့အခါလူညံနဲ့လုံးဝမမီနိုင်ပါဘူး။ဒါတွေအားလုံးကိုဖန်ဆင်းပြုလုပ်နိုင်သူတူရှိတယ်ဆိုတာကိုအံ့အားသင့်နေတာထက်ပိုပြီးအလေးထားစဉ်းစားဖို့ဖြစ်ပါတယ်။သူ့ရဲ့ဖော်ပြချက်အရဘုရားသခင်ဟာကောင်းကင်မြေကြီးနဲ့တက်ရှိအရာအားလုံးကို6ရက်အတွင်းဖန်ဆင်းခဲ့တယ်။အရာခတ်သိမ်းကိုဖန်ဆင်းပြီး6ရက်မြောက်နေ့မှာပထမဆုံးသောလူကိုမြေမှုန့်ကနေပြုလုပ်ခဲ့တယ်။ပြီးတဲ့နောက်လူအထဲကိုဇီဝအသက်မှုတ်သွင်းပေးခဲ့တယ်။ဒါကြောင့်လူဟာအသက်ရှင်တဲ့တတ္တဝါဖြစ်လာတယ်။ဘုရားသခင်ကသူ့ကိုအာဒံလို့ခေါ်ဝေါ်သမုတ်ခဲ့တယ်။ပြီးတော့လူယောက်ျားရဲ့အသွေးသားခန္ဓာကိုယ်မှပထမဆုံးလူမိန်းမကိုဖန်ဆင်းတော်မူတယ်။အာဒံကအဲ့ဒီမိန်းမကိုအေဝါလို့နာမည်ပေးခဲ့တယ်။ဘုရားသခင်ကအာဒံနဲ့အေဝါကိုသူ့ရဲ့ပုံသဏ္ဍာန်တော်အတိုင်းဖန်ဆင်းခဲ့တာဖြစ်လို့တခြားဖန်ဆင်းတာတွေနဲ့မတူဘဲကွဲပြားမှုရှိခဲ့တယ်။သူတို့ကိုဖျားဖြစ်လာဖို့ဖန်ဆင်းခဲ့တာမဟုတ်ဘဲနေရဲ့အလင်းကိုလကရောင်ပြန်ဟတ်တယ်လို့အာဒံနဲ့အေဝါကိုလည်းဖျားရဲ့ဘုန်းတော်ကိုထင်ဟပ်စေဖို့ဖန်ဆင်းခဲ့တာဖြစ်တယ်။ဘုရားသခင်ကအာဒံနဲ့အေဝါကိုကောင်းကြီးပေးခဲ့ပြီးလှပတဲ့အေဒင်ဥယျာဉ်ထဲမှာနေထိုင်စေခဲ့တယ်။သူတို့ဟာလိုလေသေးမရှိပြီးပြည့်စုံစွာနေခဲ့ကြရတယ်။တတ္တမနေ့မှာတော့ဘုရားသခင်ဟာဖန်ဆင်းခြင်းအလုပ်ကိုရပ်နားခဲ့ပါတယ်။အခုအေဒင်ဥယျာဉ်ကိုကြည့်ရင်နှစ်သက်စရာကောင်းတဲ့အပင်တွေအပြင်စားဖို့ကောင်းတဲ့အပင်တွေလည်းမျိုးစုံရှိတယ်။ဥယျာဉ်အလယ်မှာတော့အပင်နှစ်ပင်ရှိတယ်။တစ်ပင်ကအသက်ပင်ဖြစ်ပြီးနောက်တစ်ပင်ကကောင်းမကောင်းသိကျွမ်းရာအပင်ဖြစ်တယ်။ဖျားသခင်ကဥယျာဉ်ထဲကဘယ်အပင်မဆိုစားနိုင်တယ်လို့အာဒံကိုပြောခဲ့တယ်။ဒါပေမဲ့ကောင်းမကောင်းသိကျွမ်းရာအပင်ကိုတော့မစားရဘူး။စားတဲ့နေ့မှာဧကအမှန်သေရလိမ့်မယ်လို့မှာခဲ့တယ်။အာဒံဟာလွတ်လပ်စွာရွေးချယ်ခွင့်ရသူဖြစ်ပြီးဖျားကိုဘိုးပြုထားတဲ့လွတ်လပ်မှုလည်းဖြစ်တယ်။လွတ်လပ်စွာရွေးချယ်ခွင့်မရှိတဲ့ချစ်ချင်းမေတ္တာဟာစစ်မှန်တဲ့ချစ်ချင်းမဖြစ်နိုင်ပါဘူး။ဒါကြောင့်အာဒံဟာဒီအသီးကိုစားမယ်မစားဘူးဆိုတာရွေးချယ်ခွင့်ရှိတယ်။ရွေးချယ်မှုနဲ့အတူအကျိုးဆက်ကတော့အသက်ရှင်ခြင်းနဲ့သေခြင်းဖြစ်တယ်။ဒီလိုကြီးမားတဲ့အကျိုးဆက်ကိုခံစားရတာဟာအာဒံကပထမဆုံးတော့မဟုတ်ပါဘူး။အာဒံဟာအသက်ရှင်တဲ့လူမျိုးဖြစ်ခင်ဖျားသခင်ကများစွာသောဝိညာဉ်သားတွေကိုဖန်ဆင်းခဲ့ပါတယ်။သူတို့ကိုကောင်းကင်တမန်များလို့ခေါ်ပါတယ်။အဲ့ဒီဖန်ဆင်းခံကောင်းကင်တမန်တွေကိုမြေကြီးပေါ်နဲ့တန့်ရှင်းတဲ့ကောင်းကင်ဘုံပေါ်မှာဖျားသခင်ကိုအစေခံဖို့ကြီးမားတဲ့ခွန်အားတွေနဲ့ညံ့စွမ်းတွေပေးခဲ့တယ်။ကောင်းကင်တမန်တစ်ပါးကိုတော့အခြားကောင်းကင်တမန်တွေထက်များစွာပိုတဲ့အစွမ်းတကူတွေပေးခဲ့တယ်။စာတန်လို့သိကြတဲ့အဲ့ဒီကောင်းကင်တမန်ဟာသူ့ကိုဖန်ဆင်းရခြင်းရဲ့ရည်ရွယ်ချက်ကိုပြည့်ဝအောင်မလုပ်ချင်ဘူး။သူကသူ့ရဲ့အရှင်ဖျားသခင်ရဲ့ပလင်ပေါ်မှာထိုင်ကျင်တယ်။ဒါကြောင့်များပြားလာတဲ့ကောင်းကင်တမန်တွေကိုဖျားသခင်အားပုံကန်ဆန့်ကျင်ဖို့ဦးဆောင်ပါတော့တယ်။ဒါကြောင့်စာတန်ဟာဖျားသခင်ရဲ့ရှေ့တော်မှာအထူးအခွင့်အရေးရတဲ့သူ့ရဲ့အဆင့်ကနေဖြုတ်ချခြင်းကိုခံခဲ့ရတယ်။စာတန်ရဲ့နောက်လိုက်ကောင်းကင်တမန်တွေကိုအခုအခါမှာတော့နတ်ဆိုးတွေလို့သိမှတ်ကြတယ်။သူတို့ကိုလင်းတဲ့ကောင်းကင်တမန်အယောင်ဆောင်နိုင်တယ်။
သူတို့ဟာစိတ်နှလုံးစိုးညစ်သူတွေဖြစ်တယ်ဇာဒန်ကိုအခုခါမှာတော့လှည့်စားသူဆွတ်ဆွဲသူသွေးဆောင်သူနဲ့နတ်ဆိုးမာနစသည်ဖြင့်ခေါ်ကြတယ်ဖျားသခင်ကဘုံတကိုအလုံးစုံနဲ့ပြည့်စုံတော့ဇာဒန်ကမတိုက်ခိုက်နိုင်ပါဘူးတနေ့ကျရင်ဇာဒန်နဲ့တကွသူ့ရဲ့နောက်လိုက်နတ်ဆိုးမာနအားလုံးကိုထာဝရညှင်းဆဲခြင်းခံရမယ်ငရဲမီးအိုင်ထဲကိုပြစ်ချဖို့ဖျားသခင်ပြင်ဆင်ထားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မရောက်ခင်ဇာဒန်ကဖျားသခင်မြတ်နိုးစွာဖန်ဆင်းထားတဲ့အရာအားလုံးကိုအစွမ်းကုန်ဖျက်ဆီးဖို့သူလှုပ်ဆောင်ပါလိမ့်မယ်ဒီနေ့မှာဥယျာဉ်တဲကကောင်းမကောင်းတိကျွမ်းရာအပင်နားမှာအေးဝလမ်းလျှောက်နေတုန်းစာတန်ကသူမကိုစကားလာပြောခဲ့တယ်။သူမကကြောက်ရွံ့ခြင်းမရှိခဲ့ဘူး။အဲ့ဒီအချိန်တွေတုန်းကကြောက်ရွံ့ခြင်းဆိုတာလောကမှာမရှိသေးဘူး။စာတန်ကအေးဝကိုတားမြစ်ထားတဲ့အတီးအကြောင်းမေးခဲ့တယ်။ပြီးတော့သူကဖျားရဲ့တတိပေးချက်နဲ့လူအတွက်ဖျားရဲ့ရည်ရွယ်ချက်ကိုမေးခဲ့တယ်။အေးဝကနားထောင်ပြီးဖျားသခင်ကိုစတင်တန်တရားဝင်ခဲ့တယ်။သူမဟာအတီးကိုသုံးသက်ကြည့်ပြီးခူးစားခဲ့တယ်။ပြီးတော့အာဒံကိုလည်းအတီးကိုပေးလိုက်တယ်။အာဒံကလည်းယူစားခဲ့တယ်။ချက်ချင်းပဲသူတို့ရဲ့ကိုယ်မှာအဝတ်ကင်းမဲ့မှုကိုတတိပြုမိပြီးရှက်ကြောက်ခဲ့ကြတယ်။ကြောက်မဲ့ဖွယ်ကောင်းတဲ့အရာတစ်ခုဖြစ်ပေါ်ခဲ့တယ်။တစုံတစ်ခုလည်းပြောင်းလဲသွားတယ်။စာတန်ရဲ့စိုးညစ်မှုဟာကူးစက်တတ်တဲ့ယောဂါနဲ့တူတယ်။အာဒံရဲ့နာခံမှုမရှိခြင်းကြောင့်ဒီယောဂါဟာလောကကြီးတဲ့ကိုဝင်ရောက်လာတယ်။ဒါကိုအပြစ်လို့ခေါ်တယ်။အပြစ်တရားဟာဖျားနဲ့လူရဲ့ဆက်သွယ်မှုကိုဖျက်ဆီးတဲ့လူတွေကအလုတ်လုံနေတဲ့စွမ်းအားဖြစ်တယ်။နောက်ဆုံးအဲ့ဒီအပြစ်နဲ့ထိတွေ့တဲ့လူအားလုံးကိုသေခြင်းတဲ့သူပို့ပေးတယ်။အာဒံနဲ့ဧဝကိုဖျားသခင်နဲ့အတူထာဝရစုံလင်ညီညွတ်စွာနေထိုင်ဖို့ဖန်ဆင်းခဲ့တာဖြစ်တယ်။ဒီအသီးစားခြင်းဟာဖျားရှင်ထံမှဝေးကွာစေပြီးစာတန်လှုပ်ဆောင်ခဲ့သလိုတိကျစွာသူတို့လှုပ်ဆောင်လိုက်ခြင်းဖြစ်တယ်။အခုတော့သူတို့ဟာသေခြင်းကိုလက်တွေ့ကြုံရတော့မယ်။ပထမတော့ဝိညာဉ်သေမယ်။နောက်ပြီးရင်ခန္ဓာသေကြရတော့မယ်။အာဒံအဖြစ်အပြစ်တရားဟာမျိုးဆက်တစ်ခုကနေတစ်ခုဖြတ်ကျော်လာပြီးဒီနေ့ထိတိုင်အောင်လူသားမျိုးနွယ်အားလုံးကိုကူးဆက်ပြန့်ပွားခဲ့အပြစ်တရားကိုမမြင်ရပေမဲ့အပြစ်ဟာအတ္တနဲ့ဒုက္ခဆင်းရဲအလုံးစုံရဲ့အရင်းအမြစ်ပဲဖြစ်တယ်။အာဒံနဲ့ဧဝဟာဖျားရှင်ထံတော်ကနေပုန်းကွယ်ဖို့ကြိုးစားခဲ့တယ်။ရှက်ကြောက်ခြင်းကကင်းလို့ဖို့သူတို့ကိုယ်သူတို့တိရက်တွေနဲ့ဟုံးအုပ်ကြတယ်။ဒါပေမဲ့အစစ်မပြေပါဘူး။သူတို့ရဲ့ပြဿနာကအပြင်ပိုင်းမှာဖြစ်နေတာမဟုတ်ဘူး။အတွင်းစိတ်ထဲမှာဖြစ်နေတာ။ရှက်ကြောက်ခြင်းဆိုတာအပြစ်ရဲ့ရလာပဲ။အပြစ်ကသူတို့ထဲမှာအစိတ်တစ်ခုလိုလှုပ်ဆောင်ခဲ့တယ်။ဒါကြောင့်ဖျားရှင်ကသူတို့ဝတ်ဖို့တိရစ္ဆာန်တွေနဲ့ဝတ်လုံပြုလုပ်ပေးခဲ့တယ်။ဒါဟာလက်ခံနိုင်စရာရှိတဲ့ကာကွယ်မှုတစ်ခုပါပဲ။ပြီးတော့ကုစားမှုရဲ့တစ်စိတ်တစ်ပိုင်းမှာပဲအပြစ်ကိုဖြေလွတ်ဖို့တော့မလုပ်နိုင်ခဲ့ပါဘူး။ဒီတရေဝတ်လုံရဖို့ဆိုတာတိရစ္ဆာန်တစ်ကောင်တော့တည်ပြီးဖို့လိုတယ်။ဒါဟာအာဒံနဲ့ဧဝတို့တခါမှမမြင်ဘူးသေးတဲ့တည်ခြင်းတစ်ခုပေါ့။ဒါဟာကြောက်မက်ဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပြီးအပြစ်ကြောင့်တည်ခြင်းတရားဖြစ်ပေါ်လာရပုံကိုရှုပ်လုံးပေါ်စေတဲ့သင်ခန်းစာတစ်ခုပေါ့လူတွေအပြစ်ကလွတ်ကင်းစေဖို့ဘုရားရှင်ကအဆုံးစွန်အဖိုးခပေးဆက်မှုပြုမယ်ဆိုတာအဲ့ဒီချိန်မှာသူတို့နားမလည်ခဲ့ပါဘူးအာဒံနဲ့ဧဝဟာအသက်ပင်ရဲ့အတီးကိုစားပြီးတဲ့နောက်လောကကြီးထဲမှာအသက်ရဲ့အတိတ်ပဲကိုမသိပဲကျင်လည်နေရမှာစိုးရိမ်လို့သူတို့ကိုဘုရားသခင်ကဥယျာဉ်ရဲ့အပြင်ကိုနှင်ထုတ်ခဲ့တယ်။စာတန်အတွက်တော့ဘုရားရှင်ကစီရင်ချက်တစ်ခုမိန့်မြွက်ခဲ့တယ်။အဲ့ဒီစီရင်ချက်ထဲမှာဘုရားသခင်ရဲ့ပထမဆုံးဂတိတော်ကိုတွေ့ရတယ်။အဲ့ဒီဂတိတော်ထဲမှာတနေ့ကျရင်ဧဝရဲ့အမျိုးအနွယ်ထဲကစာတန်ကိုထာဝရအနိုင်ယူမဲ့ကယ်တင်ရှင်တစ်ပါးကိုဖျားဆေလွတ်လိမ့်မယ်ဆိုတာတွေ့ရတယ်။အာဒံနဲ့ဧဝတို့ရဲ့အမျိုးအနွယ်တွေတိုးပွားများပြားလာသလိုအပြစ်တရားလည်းတိုးပွားများပြားလာခဲ့တယ်။ဒီကဘာကြီးဟာမကောင်းမှုဒုစရိုက်တွေနဲ့ပြည့်နှက်လာခဲ့တယ်။
ဖယားသခင်အလွန်ဝမ်းနည်းခဲ့ရပါတယ်ဒါပေမဲ့ဖယားရှင်ရဲ့အမိန့်တော်ကိုနာခံတဲ့နောအေးဆိုတဲ့လူတစ်ယောက်ရှိခဲ့တယ်သူ့ကိုဖယားရှင်ကသင်္ဘောကြီးတစ်စင်းပြုတ်လုဖို့အသေးစိတ်ညွှန်ကြားခဲ့တယ်ပြီးတော့တရိษံမျိုးစုံအထီးအမတစုံစီကိုသင်္ဘောကြီးတဲကိုဖယားသခင်ဝင်စေခဲ့တယ်နောအေးနဲ့သူ့မိသားစုတွေသင်္ဘောကြီးတဲဝင်ပြီးတဲ့အခါဖယားသခင်ကသင်္ဘောတကားကိုပိတ်လိုက်တယ်အဲ့ဒီနောက်မှာဘုရားရှင်ကရက်ပေါင်း40လုံးနေရောညပါမိုးရွာစေခဲ့မြေကြီးတစ်ပြင်းလုံးရေလွှမ်းမိုးပြီးမြေကြီးပေါ်မှာရှိတဲ့အရာခတ်သိမ်းဖျက်ဆီးခဲ့ရက်ပေါင်း150ကြာမြေပေါ်မှာရေဖုံးလွှမ်းခဲ့တယ်နောအေးမိသားစုနဲ့တရိษံတွေကတော့သင်္ဘောကြီးထဲမှာဘေးကင်းလုံခြုံစွာရှိနေခဲ့ကြတယ်နောက်ဆုံးရေတွေကျသွားတဲ့အခါသင်္ဘောကြီးကတောင်ကြီးတစ်ခုပေါ်မှာတင်ကျန်နေခဲ့တယ်။တရိษံတွေအသီးသီးသင်္ဘောကြီးကနေထွက်သွားကြတယ်။နောအေးမိသားစုကိုဖျားရှင်ကလောကကြီးရဲ့မကောင်းမှုဒုစရိုက်တွေကိုစီရင်ခြင်းတွေကလွတ်မြောက်စေခဲ့တယ်။နောအေးဟာဖျားရှင်ကိုယုံကြည်လို့ဖြစ်တယ်။ဖျားရှင်ကနောအေးနဲ့သူ့သားတွေကိုကောင်းချီးပေးပြီးတော့များပြားစွာတိုးပွားပြီးမြေကြီးကိုပြည့်စေဖို့မိန့်မာခဲ့တယ်။နောအေးရဲ့အမျိုးအနွယ်တိုးပွားများပြားလာပေမဲ့လူတစ်မျိုးတည်းအနေနဲ့ရှိနေခဲ့တယ်။ဖျားရှင်ရဲ့မြေကြီးပေါ်မှာပြန့်နှံ့ကြစေဆိုတဲ့အမိန့်တော်အတိုင်းမလိုက်နာပဲမြို့ကြီးတစ်မြို့တည်ပြီးဆွေယုံနေခဲ့ကြတယ်။ပြီးတော့သူတို့ကကောင်းငင်ထီရောက်နိုင်မဲ့ရဲရကြီးတစ်ခုတီဆောက်ကြတယ်။ဖျားရှင်ကဒါကိုမနစ်သက်ခဲ့ဘူး။ဒါကြောင့်သူတို့ရဲ့ဘာသာစကားကိုရှုပ်ပေးအောင်ပြုလုပ်လိုက်တယ်။ချက်ချင်းပဲဘာသာစကားအမျိုးမျိုးဖြစ်သွားပြီးအနည်းဆုံးအုပ်စု80လောက်ကွဲပြားသွားခဲ့တယ်။အုပ်စုတစ်ခုနဲ့တစ်ခုစကားနားမလည်ကြတော့ဘူး။ဒီလိုနဲ့ဘုရားရှင်ကဒီအုပ်စုတွေကိုကဘာပေါ်မှာပြန့်နှံ့စေခဲ့တယ်။ဒါကတော့ကျွန်ုပ်တို့ကဘာကြီးပေါ်မှာလူမျိုးစုတွေနဲ့ဘာသာစကားတွေရဲ့အစပဲဖြစ်တယ်။ဒီမြေကြီးပေါ်မှာရှိတဲ့လူမျိုးတွေတဲကကျွန်ုပ်တို့အာဗြဟံလို့သိခဲ့ကြတဲ့လူတစ်ယောက်ကိုဖျားရှင်ကရွေးချယ်ခဲ့တယ်။ဖျားရှင်ကအာဗြဟံကိုသူ့နေရင်းပြည်အိမ်ကထွက်ပြီးဖျားရှင်ပြတဲ့နယ်မြေတိုင်းပြည်ကိုသွားဖို့မိန့်ကြားခဲ့တယ်။အာဗြဟံကသူ့လူတွေအားလုံးနဲ့သူ့ပိုင်ဆိုင်တာတွေယူဆောင်ပြီးဖျားရှင်မိန့်ကြားခဲ့တဲ့အတိုင်းထွက်လာခဲ့တယ်။အာဗြဟံကအဲ့ဒီတိုင်းပြည်နယ်မြေတွေကိုပိုင်ဆိုင်ပြီးလူမျိုးတို့ရဲ့အဖဖြစ်ရမယ်လို့ဖျားရှင်ကဂတိပေးခဲ့တယ်။သူ့အဖြစ်မြေကြီးပေါ်ကလူမျိုးစုတွေအားလုံးကောင်းချီးမင်္ဂလာခံစားရလိမ့်မယ်။ဒါဟာသားသမီးမရှိတဲ့အာဗြဟံနဲ့သူ့မိန်းမစာရာအတွက်ထူးခြားတိကျတဲ့ဂတိတော်ဖြစ်တယ်။ဖျားသခင်ပြောတဲ့စကားကိုအာဗြဟံနာခံပြီးသူ့လူတွေကိုဥဆောင်ပြီးခါနန်ပြည်ကိုသွားခဲ့တယ်။အခုတော့အာဗြဟံနဲ့စာရာတို့ခါနန်ပြည်မှာအတော်လေးကြာအောင်နေထိုင်ခဲ့ပါပြီ။ဒါပေမဲ့သားသမီးမရကြဘူး။ သူ့အမျိုးအနွယ်တွေဟာမရေတွက်နိုင်တဲ့ကောင်းကင်ကကျယ်တွေလိုဖြစ်လိမ့်မယ်လို့ဘုရားသခင်ကနောက်တစ်ခါထပ်ပြီးမိန့်ဆိုခဲ့တယ်။အာဗြဟံကဘုရားသခင်ကိုယုံကြည်တယ်။ဒါကြောင့်ဘုရားသခင်ကသူ့ရဲ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းလို့မှတ်ယူတော်မူတယ်။ I trust in you. Now I believe he will bless us with a son. အာဗြဟံကိုပေးတဲ့ဖျားသခင်ရဲ့ဂတိတော်ဟာဘယ်လိုပြည့်စုံလာမှာလဲစာရာကကလေးမရနိုင်ဘူးလေဖျားသခင်ရဲ့အချိန်ကာလကိုစောင့်ရတာတဲ့ဆိုပြီးစာရာကကလေးရဖို့သူ့ရဲ့ကျွန်မဟာဂရကိုအာဗြဟံနဲ့ပေါင်းဖက်ခွင့်ပြုခဲ့တယ်
ဟာဂရကဣရှမေလာလို့ခေါ်တဲ့သားတစ်ယောက်မွေးခဲ့တယ် I name him Ishmael. နောက်ဆုံးမှာတော့ဖျားသခင်ရဲ့ဂရုတော်အတိုင်းဆာရာကအာဗြဟံရဲ့ရင်သွေးလေးကိုမွေးခဲ့ပါတယ်သူတို့ကဒီကလေးကိုဣဇက်လို့ခေါ်ကြတယ် I have a son. I name him Isaac. What has he done? Take him away. They are brothers. ဆာရာကဟာဂရတို့သားမိအပေါ်လွန်စွာခါတီးယွံမုန်းလာတော့တယ်အာဗြဟံလည်းအယမ်းစိတ်ညစ်ရတော့တာပေါ့ဒါပေမဲ့ဖျားသခင်ကအာဗြဟံကိုစိတ်မပြတ်နဲ့ဣရှမေလလည်းလူမျိုးကြီးရဲ့ဖခင်ဖြစ်လာလိမ့်မယ်လို့ပြောခဲ့တယ်ပြီးတော့ဣဆက်အားဖြင့်သာဂတိတော်ပြည့်စုံလာမယ့်အပြင်လူမျိုးအားလုံးကောင်းကြီးခံစားရမှာပါဒီလိုနဲ့နှစ်ပေါင်းများစွာကုန်လွန်ခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကဖျားသခင်ကိုယုံကြည်တဲ့သူတွေဟာသရိษံတကောင်ကိုရစ်ပူဇော်ပြီးကိုးကွယ်ဝတ်ပြုခဲ့ကြတယ်ဒီအလေးထားရဲ့နောက်ကျောင်းကတော့အာရန်နဲ့အေဝါ